ကဲအားလုံးပဲကျွန်တော်ဒီနေ့ပြောပြပေးမှာတော့လက်တော့တောက်အကြောင်းလက်တော့တောက်ဒီနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းပြောပြခြင်းနဲ့ကျွန်တော်လက်တော့တောက်တွေနောက်ပိုင်းမှာကျွန်တော်ခဏခဏကြိုးလာတယ်generation မြင်လာတာနဲ့အမျှစက်တွေကပါတယ်ပြီးရင်ကျွန်တော်တို့ hard disk လဲရတာ RAM လဲရတာတွေကကျွန်တော်တို့နည်းနည်းပေါ့နော်လက်ဝင်လာတယ်လက်ဝင်လာတဲ့အတွက်ကျွန်တော်တို့စက်တွေဖြုတ်တဲ့အခါမှာကျွမ်းကျင်မှုမရှိဘူးဂရုတစိုက်မရှိဘူးဆိုရင်ကျွန်တော်တို့လက်တော့တောက်တွေကျိုးခြင်းပေါ့အဲ့ဒီပြဿနာကြီးကျွန်တော်တို့ကြုံရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့လက်တော့တောက်တွေကျိုးလာပြီဆိုရင်ကျွန်တော်တို့ဒီလက်တော့တစ်လုံးကကျွန်တော်သုံးရဆွဲရတာအဆင်မပြေတော့ဘူးเนาะအဆင်မပြေတော့ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ဒီလက်တော့တောက်တွေမကျိုးအောင်ကျွန်တော်တို့ဂရုတစိုက်ဖြုတ်ဖို့တက်ဖို့လိုပါတယ် run နေလဲတဲ့အခါမှာနောက်ပိုင်း model မြင့်ဆက်တွေကကျွန်တော်တို့နောက်ပိုင်း model မြင့်ဆက်တွေကကျွန်တော်တို့ဒီနောက်ဖုံးတွေချက်လုံးလှည့်ရတယ်ရှိတယ်နောက်ပေါ်ချမ်းတွေလှည့်ရတာရှိတယ်အဲ့လိုလှည့်ပြီးကမှကျွန်တော်တို့ run တွေ hard disk တွေလဲလို့ရတယ်ဒါကြောင့်မလို့နောက်ပိုင်းဆက်တွေကတောက်ကျိုးခြင်းပြဿနာကြီးခဏခဏကြုံရတယ်ဒါကြောင့်ဒီနေ့ပေါ့နော်ဒီဆက်ကလေးကိုကျွန်တော်ဒီဆက်ကလေးလည်းတောက်ကျိုးနေတာပေါ့နော်တောက်ကျိုးနေတာလေးကိုကျွန်တော်တောက်ကျိုးရင်ဘယ်လိုပြန်ပြုတ်ပြရမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့မျှဝေပေးတော့မယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော်တောက်ကျိုးနေတာလေးကိုကျွန်တော်ပြုပြင်ပြသွားမယ်တောက်ကျိုးလို့ပြုပြင်တဲ့အခါမှာလည်းကျွန်တော်တို့နီလန်းမျိုးစုံနဲ့လုပ်ကြတယ်ပေါ့နော်နီလန်းမျိုးစုံနဲ့လုပ်ကြတယ်ကျွန်တော်တို့ကျိုးတဲ့ပုံမှာခြေနေပုံမှာကြည့်ပြီးတော့ကျွန်တော်တို့ AB core သုံးကြတယ် AB core သုံးရင်လည်းသုံးတယ်ကျွန်တော်တို့ဒီ super group ပေါ့ super group 502သုံးရင်လည်းသုံးတယ်ပေါ့နော်သုံးရင်လည်းသုံးတယ်ပေါ့ကျွန်တော်ဆိုရင်အခု super group နဲ့တူတာဟိုပါပေါ့နော်မီသွေးမုတ် super group နဲ့မီသွေးမုတ်သုံးပြီးတော့ကျွန်တော်ပြန်ပြုပြင်ပြသွားမယ်ကျွန်တော်တို့ဒီ for လေးတွေနဲ့လည်းသုံးတယ်ဒါကတော့ကျွန်တော်တို့တောက်ကျိုးတဲ့အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်တို့သုံးရတာပေါ့နော်တောက်ကျိုးရဲ့အခြေအနေပေါ်မူတည်ပြီးတော့ AB တော့သုံးမလားAB ကိုသုံးမှသင်ပြမှာလား super group နဲ့သုံးရင်ရလားနောက်ပိုင်းsecret ဖြင်းစီကန်လေးနဲ့လည်းသုံးကြတယ်ဒါကတော့တောက်ကျိုးတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကြည်ချက်သုံးကြပါပေါ့နော်ကြည်ချက်သုံးပြီးတော့ကိုယ်တိုင်တောက်ကျိုးလို့ကိုယ်တိုင်လုပ်မယ်ဆိုရင်လည်းကျွန်တော်တို့တခြားလေး group site နဲ့တက်ရဲလေးတက်ရှင်းလေးလုပ်ဖို့လိုတယ်တောက်ကျိုးတာကလက်တော်လုံးကန်တွေရတာအဆင်မပြေတဲ့အတွက်တခြားလေး group site ပြီးတော့လုပ်ပြပါအဲဆိုရင်ကျွန်တော်တို့နားပြောတောက်ကျိုးခြင်းတွေကတော့တခြား group site မှုမရှိဘူးကျွမ်းကျင်မှုမရှိဘူးဆိုတော့ကျိုးပါတယ်ဆိုတော့ဒီလက်တော့တောက်ကျိုးလေးကိုပြင်ကြည့်လိုက်ကြအောင်တောက်တွေကိုကျွန်တော်တို့ကျိုးနေပြီဆိုရင်ကျွန်တော်ကျိုးနေတဲ့နေရာတွေကိုတခြားလေး view site ပေးဖို့ပို့လိုအပ်ပါတယ်နော်ကျိုးနေတဲ့နေရာထပ်မကျိုးအောင်တခြားလေး view site ပေးဖို့လိုအပ်ပါတယ်ဒီကောင်လေးဆိုကျွန်တော်တို့လက်ဒီလက်တဲ့ကမှဒီအပေါ်ချမ်းလေးရစပြီးတော့ကျွန်တော်တို့တင်းပြန်ဖာပေးရတယ်ပေါ့နော်ကျွန်တော်တို့နောက်ချမ်းပေါ့နော်နောက်ချမ်းကျွန်တော်တို့လှက်ပြီးသားလေးမလို့ဆိုကျွန်တော်တို့ကလေးလေးဖြုတ်ရတာလည်းရှိရပါတော့အဲကျွန်တော်တို့ဒီမှာကျိုးတဲ့တောက်ကကျွန်တော်တို့ဒီဘက်ချမ်းကျွန်တော်တို့တောက်ဒီဘက်ချမ်းကျိုးနေပါဘူးဟိုဒီဘက်ချမ်းကျွန်တော်ကျိုးနေတာဒီဘက်ချမ်းကောင်းတယ်ဒါဆိုကျွန်တော်စပူလေးတော့ကျွန်တော်တို့လှည့်လို့မရတော့ဘူးเนาะစပူလေးလှည့်လို့မရတော့ဒီဘက်ကကောင်းပြီးကြွားလက်ချွေရတယ်တော့ဒီကောင်လေးလှည့်လို့မရဘူးဆိုတာသိကြတယ်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးမပြီးတော့စိတ်ရှိရှိတော့လက်ကြည့်ပါเนาะလက်ကြည့်ဒီမှာကျွန်တော်အောက်ထိုင်ပေါ့နော်အောက်ထိုင်အချိန်ပါသွားပြီကျွန်တော်တို့ဒီမှာကျိုးနေပေါ့နော်ကျွန်တော်ဒီမှာကျိုးနေတယ်ဒီဘက်ကကောင်းတယ်တိုက်လည်နေရောဒီမှာကြွတက်နေပေါ့နော်ကျွန်တော်ကြွတက်နေပါပြီနော်
နော်ကျွန်တော်တို့ဒါလေးဆိုရင်ကျွန်တော်တို့ကြွတက်နေပြီဒီမှာဆိုရင်ကျွန်တော်တို့လုံးဝပြုတ်ထွက်သွားပြီဒီမှာပါသွားတယ်ပေါ့နော်ကျွန်တော်ဒါလေးကိုပြပြမယ်ဒီကောင်လေးကိုပြန်ကိုထိန်းရမယ်မဖြစ်မနေကျွန်တော်ပြန်ထိန်းရမှာသူဆိုရင်ဒါပြုတ်နေပြီနော်ပြုတ်နေဖြစ်တော့ကျွန်တော်ပြုတ်နေပြီကျွန်တော်မဖြစ်မနေဒါလေးတွေပေါ့နော်ဒါလေးတွေကိုတခြားလေးကျွန်တော်ပြန်ထည့်ဖို့လိုပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်ကတော့မီသွေးမုံသုံးမယ်စု AP ကိုဟိုစူပါဘလူးနဲ့ပေါ့နော်စူပါဘလူး502နဲ့ကျွန်တော်မီသွေးမုံနဲ့သုံးပြီးတော့ကျွန်တော်ပြပါမယ်ကျွန်တော်ဒီလေးဖြုတ်မယ်ရန်ချက်နော်ဒါလေးကကျွန်တော်လက်နဲ့ဖြုတ်ဖို့မလွယ်ရင်ကျွန်တော်ဒီဟာလေးနဲ့ကျွန်တော်တို့ထိန်းရမယ်နော်ဒီနဲ့ကျွန်တော်ကြိုက်ထားပြီးတော့လေပါပြန်သုံးရမယ်နော်အဲ့ဒါလေးဒါလေးဒီမနော်ကျွန်တော်ပြန်သုံးရမယ်ကျွန်တော်စက်ဒီတိုင်းတွေရပဲဖြစ်ဖြစ်ကျွန်တော်တို့ဘာလုပ်တာပဲဒီ rebel လုပ်တာပဲတောက်တွေမကြိုးအောင်တော့ကျွန်တော်တို့ရန်ကိုကူးဆိုင်ဖို့လိုပါတယ်တောက်တွေကြိုးရင်စက်တွေကကျွန်တော်ကင်တွဲရတာအဆင်မပြေလို့ပါအဲဆိုရင်ကျွန်တော်ဒီမှာသူ့ရဲ့အနေထားဒီတိုင်းရှိမှာပေါ့နော်ကျွန်တော်မြင့်သွားလို့လည်းမရဘူးနှိမ့်နေလည်းအဆင်မပြေဘူးဒါဒီတိုင်းလေးရှိမှာပေါ့နော်ကျွန်တော်ဒီတိုင်းလေးပြန်ထားလိုက်ပြီဒီပက်ပက်လေးမှာပဲ့နေပေါ့နော်ပဲ့နေနေကျွန်တော်အစားထိုးရမယ်ကျွန်တော်တို့ဒီနေရာမှာဒီဘက်ကကောင်ကျွန်တော်တို့ရှင်ပြန်ထိမယ်နော်ကျွန်တော်ဒီဘက်ကိုမီသွေးမုံလေးတွေကျွန်တော်နည်းနည်းထည့်လို့ရတယ်မီသွေးမုံလေးနည်းနည်းထည့်ပါမယ်ကျွန်တော်တို့စကူပေါက်တွေလည်းကြာလို့မရပါဘူးစကူပေါက်တွေကြာရင်ကျွန်တော်တို့ပိတ်သွားပါမယ်နော်စကူပေါက်တွေပိတ်သွားရင်ကျွန်တော်တို့ဆွဲလို့မရတော့ပါဘူးမိသွေးမုံအဲဒါစကူပေါက်တွေကိုမိသွေးမုံမကြာအောင်တော့ကျွန်တော်တို့ခရီးဆက်ရပါမယ်ကျွန်တော်တို့တောက်တီကျူလို့တံပြည့်ပြင်းနေနေရမှာတော့ကျွန်တော်တို့စိတ်ရှိဖို့လိုပါတယ်ဒီကောင်အရင်အမှာဖြစ်တဲ့အတွက်ဒီကောင်ကိုကျွန်တော်အရင်ထုတ်လိုက်မယ်ကျွန်တော်ဖိုက်ကိုတူတွေတုံးပြီးရင်လည်းကျွန်တော်တို့နည်းနည်းပဲတုံးပြီးကျွန်တော်ဒီ tape လေးကိုဒီလိုလေးစက်ကူတေးလေးနဲ့ပိတ်ထားဖို့လို့ပေါ့နော်။အဲဒါမှနောက်ချိန်ကြီးမှလည်းပြန်လဲကိုအသုံးပြုလို့ဒီမှာနော်ပြန်လဲအသုံးပြုလို့ရမှာနော်။နှမို့ရင်ဒီဖိုက်ကိုတူတွေကခဲသွားလိမ့်မယ်ပေါ့နော်။ဒီချွန်လေးနဲ့ထိပ်လေးပြန်ထိုးလိုက်ရင်သူကလည်းပြန်ပွင့်သွားပါလိမ့်မယ်နော်
ဒီနက်ပေါက်လေးတွေကိုကျွန်တော်တို့တက်နိုင်ဆုံးတော့စူပါဂလူးအကြီးလည်းမကြအောင်ကျွန်တော်တို့သုံးနေပေါ့နော်ဘယ်ဟာမှကျွန်တော်တို့မကြအောင်ဂရုစိုက်ရပါမယ်ဒါမှကျွန်တော်တို့နက်တက်တဲ့အခါအဆင်ပြေပြေတက်လို့ရမှာနော်ဘက်ကကောင်လို့ကျွန်တော်ဖော်လေးနဲ့အရင်တော့နည်းနည်းလေးထိမ့်မယ်ပေါ့နော်ဖော်လေးနဲ့ထိမ့်ပြီးကမှကျွန်တော်ဒီသွေးမုံလေးပြန်လုပ်မယ်ပေါ့နော်ဖော်နဲ့အရင်ထိမ့်မယ်သူ့ရဲ့နှာခမ်းပဲ့သွားလုံးလုံးကိုမရှိတော့ဘူးနော်မရှိတော့ကျွန်တော်တို့ဖော်လေးနဲ့အရင်ဆုံးထိမ့်မယ်သူနဲ့ဘေးပဲ့သွားတဲ့နေရာကြီးပေါ့နော်ဘေးပဲ့သွားတဲ့နေရာကိုကျွန်တော်ဖော်လေးနဲ့ထိမ့်ပါမယ်စူပါဂလူးနဲ့တွေ့တဲ့အခါမာသွားတာပေါ့နော်ကျွန်တော်စကူပေါက်လေးလည်းကျွန်တော်တဲ့ဖို့လိုရနော်မတဲ့ရင်ကျွန်တော်စကူတက်တဲ့အခါကျွန်တော်အဆင်ပြေမှာမဟုတ်ပါဘူးနော်စကူပေါက်လေးတဲ့ဖို့လိုပါတယ်ဒီမှာမီသွေးမုံတွေပေါ့နော်မီသွေးမုံတွေကျန်နေကျွန်တော်တို့မီသွေးမုံတွေကိုကျွန်တော်တို့ခါထုတ်ထားလို့ရပါတယ်ဒါတော်မာသွားပါပြီနော်တော်မာသွားပါပြီဒီဖောက်ကတော်မာသွားပါပြီစူပါပြီးတော့ဒီမှာမီးသွေးဆိုလဲသူတို့အခဲဖြစ်သွားပြီပေါ့နော်မီးသွေးဆိုလဲအခဲဖြစ်သွားပြီဒါဆိုရင်မာသွားပြီပေါ့နော်
တော်လေးနည်းနည်းဘာပြောမလဲမာသွားတယ်ဒါဆိုရင်စင်ပြေလိမ့်မယ်လို့ထင်တယ်ပေါ့ကျွန်တော်တို့ net တွေတွဲကြည့်တဲ့အခါစင်ပြေလိမ့်မယ်လို့ထင်တယ်ဒီဘက်ကစကူလေးပဲကျွန်တော်တက်ထည့်လိုက်နော်ကဲဆိုရင်ကျွန်တော်တို့တောက်လဲတာအဆင်ပြေပါပြီเนาะဒါဘလူးဆောင်နည်းနည်းလေးထားစောင်းလိုက်ပါเนาะဒါဆိုကျွန်တော်တို့တက်ရလေးတော့ဖြစ်သွားပြီပေါ့နော်ကျွန်တော်ရပါပြီနော်ဒါဆိုကျွန်တော်နက်ပေါက်တွေလည်းတည်ပါတယ်နက်ပေါက်တွေလည်းတည်တယ်ခဏကျွန်တော်တို့ဒီတိုင်းလေးထားမယ်ပေါ့နော်ဒါကျွန်တော်တို့မီးသွေးရဲ့ကျွန်တော်ဖိုက်ဝူတူပေါ့နော်မီးသွေးရဲ့ဖိုက်ဝူတူရဲ့ကျွန်တော်ဒီဖော်လေးရဲ့ပေါ့နော်ဖော်လေးရဲ့သုံးပြီးတော့ကျွန်တော်ဒါတောက်ကျူးတာကိုကျွန်တော်ပြန်လည်ပြင်ပြသွားတာပေါ့နော်တခါကျတော့ကျွန်တော်တို့လိုအပ်ချက်ပေါ်မူတည်ပြီးတော့လိုအပ်တယ်လို့ကျွန်တော်လိုပါတယ်တခါကျတော့ AB ကိုနဲ့ဖားတာရှိပါတယ်တခါကျတော့အခြားကျွန်တော်တို့ဆက်လက်ဖြစ်စီကံဘူးလေးတွေနဲ့ဆက်လေးပေါ့နော် secret ကဖြစ်စီကံလေးတွေနဲ့ကျွန်တော်တို့ခွေပြီးတော့ဖားပြရတာလည်းရှိတယ်ဒါကတော့ကိုကျွမ်းကျင်လို့ပေါ့နော်ကိုအဆင်ပြေလို့ကိုပါဘူးအဆင်ပြေနိုင်တဲ့နည်းနဲ့ဒါပြန်ပြုပြင်လို့ရတယ်ပေါ့နော်အဓိကကျွန်တော်တို့AB ကိုနဲ့တုံးလို့ရတယ်ဖိုင်ဝူဒူနဲ့ကျွန်တော်မီသွေးမုံနဲ့တုံးလို့ရတယ် secret ရဲ့ဖြစ်စီကံလေးတွေတုံးလို့ရမယ်ကျွန်တော်တို့ဒီဖော်လေးတွေကျွန်တော်တို့တုံးလို့ရမယ်ဒါမိမိဘာသာမိမိအဆင်ပြေတဲ့ဟာနဲ့ပြန်ပြီးတော့ပြုပြင်ပေါ့နော်ဒါကျွန်တော်တို့တောက်ကျိုးတဲ့ဟာလေးကိုကျွန်တော်နမူနာပြုပြင်ပြခြင်းဖြစ်ပါတယ်